ဟုံတန်လွင်ရဲ့ Deluxe Suite အခန်းလေးအခန်းလေးလည်းတက်တက်ရှိတယ်လာလို့ရှိရင်ဒီလိုမျိုးပေါ့နော်လှလှလေးနဲ့လက်စီလို့ရမယ့်နေရာလေးရှိတယ်ပြီးရင်ဒီမှာအခန်းဖြစ်တဲ့အတွက်ကြောင့်မလို့အဖွဲလိုက်စုပြီးတော့စားလို့ရမယ်ပေါ့2ယောက်4ယောက်ခုံဝါ6ခုထားပေးထားပါတယ်ပြီးရင်ဒီမှာပစ္စည်းလည်းထားလို့ရအောင်ပဲအပြင်အဖွဲလိုက်စုပြီးတော့ထိုင်စားမယ်ဆိုရင်ဟိုဘက်မှာကနေရာ6ခုရှိတယ်ဒီဘက်မှာကဒီလို living room ပုံစံမျိုးရှိတဲ့အတွက်ကြောင့်တော်တော်လေးကိုကျယ်တယ်ပေါ့နော်အခန်းဒီလိုတစ်ပတ်ကြည့်လိုက်လို့ရှိရင်တော်တော်ကြီးကိုကျယ်ပြီးတော့လှတယ်ပေါ့နော်ဒါကတော့ဖူးတို့ကရိုးရိုးအခန်းဖြစ်တဲ့အတွက်ကြောင့်မလို့အလွှာကတော့တိတ်မမြင့်သေးတဲ့အတွက် view မလှပါဘူးဒါအောင်မှ upgrade တစ်ဆင့်မြင့်ပြီးတော့အလွှာမြင့်လေးယူမယ်ဆိုလို့ရှိရင်တော့ view လည်းလှပါတယ်ရှင်ဒါကတော့အိတ်ခမ်းပေါ့နော်အိတ်ခမ်းကိုမှအလုံးလုံးတဲ့နေရာပါမယ် relax လုပ်လို့ထိုင်ကုန်relax လုပ်လို့ရမယ့်နေရာပါမယ် TV ပါမယ်ပြီးလို့ရှိရင်အိတ်ရပေါ့နော်ဒါကတော့ king size နဲ့ပါ okay ပြီးတော့လို့ရှိရင်ဒီဘက်မှာကတော့coffee တောက်လို့ရတဲ့ဟာတော့ရေခဲတက်တာတော့ပါမယ်နောက်ဆုံးကတော့ရေချိုးကန်းပေါ့နော်ရေချိုးကန်းတော့အတူတူပါပဲနည်းနည်းလေးပိုချေတော့တာလေးပဲရှိမယ်ပေါ့နော် stand မှာ bedded ပါမယ်ပေါ့နော်ဒါကတော့ deluxe suite ဖြစ်ပါတယ်ရှင်အဲ့ဒါကိုမှအလွှာမြင့်မြင့် view လှလှလေးနဲ့အခန်းပါလာလို့ခြင်းနဲ့ဆိုလို့ရှိရင်တော့ Premier Deluxe Suite ကိုယူလို့ရှိရင်ရမှာဖြစ်ပါတယ်ရှင်မိသားစုလိုက်လာမယ်တကယ်ချင်းအဖွဲလိုက်လာမယ်ဆိုရင်တော့မဖြစ်မနေယူတဲ့အခန်းပေါ့နော်